ကျွန်တော်တို့ဒီနေ့ပစ္စည်းကားတွေလည်းအသေးရောက်လာတယ်နောက်ပြီးတော့ကျွန်တော်လည်းစိတ်တွေအရန်ပြောနေတော့ကျွန်တော်လူချင်းမင်းတို့ကိုပစ္စည်းတစ်ခုဝယ်တာနဲ့9000ကျော်ဘိုးလောက်လက်ဆောင်ထည့်ပေးမှဖြစ်တယ်ဒီတော့လူချင်းမင်းတို့လည်းစိတ်ဝင်စားမယ်ထင်ပါတယ်မင်္ဂလာပါကျွန်တော်ကတော့ဇက်ဇက်ကကိုအောင်စရာမှုဖြစ်ပါတယ်ကျွန်တော်ရောင်းပေးမှလေးကတော့ H1 300 project ဖြစ်တယ်ဒီဟာလေးပါလူချင်းမင်းတို့ကိုကျွန်တော်အရင်ဗီဒီယိုမှာလည်းကျွန်တော်ဒါလေးကိုရောင်းပေးထားတယ်ကျွန်တော်အဲ့ချိန်ရောင်းပေးတာကွန်ဘိုတော့လုပ်ပေးထားတယ်အရင်ဒီလောက်ထိတော့တန်မှာမဟုတ်ဘူးအခုကတော့ကျွန်တော်ပို့ပြီးတော့လူချင်းမင်းတို့ပို့ပြီးတန်အောင်လုပ်ပေးမယ်ပြီးတော့လူချင်းမင်းတို့ project ဝယ်တာနဲ့တခြားအခြေအနေတွေမှာသုံးလို့ရတဲ့ပစ္စည်းဖြစ်လိမ့်မယ်ဒီတော့ကျွန်တော်တို့စလိုက်မယ်ကျွန်တော် project တစ်ခုပါမယ်ကျွန်တော်ဒီ project လေးကလက်ရှိဒီ local ပစ္စည်းတွေမှာဆိုရင်ကျွန်တော်ဒီ2025မှာသူ upgrade ထုတ်ထားတာဖြစ်တယ်ကျွန်တော် RAM က 3GB ပါလာမယ် ROM က 16GB ဖြစ်တယ်ကျွန်တော်တို့နောက်ပြီးတော့သူက built-in speaker ပါတယ် battery က built-in မှာပါတဲ့ပုံမှာကျွန်တော်တို့ direct အသုံးပြုရလိမ့်မယ်ကျွန်တော်တို့နောက်ပြီးတော့ power bank နဲ့အသုံးပြုလို့ရလားဆိုပြီးကျွန်တော်လူမြင်များတယ် power bank နဲ့အသုံးပြုလို့ရတယ်43W လောက် output ပေးတဲ့ power bank နဲ့ဆိုရင်ကျွန်တော်တို့ဒီကောင်ကိုသုံးလို့ရလိမ့်မယ်ပြီးတော့လူမြင်များတဲ့မေကွန်လေးဖြစ်တယ်ကျွန်တော်ကိုဖုန်းနဲ့တွဲချိတ်ပြီးသုံးလို့ရလား laptop နဲ့သုံးလို့ရလား memory stick နဲ့သုံးလို့ရလားဆိုပြီးမေးတယ်ကျွန်တော်တို့ဒီ Google Play Store ပါတယ်ဒီတော့ကျွန်တော်တို့ဒီသူ့မှာပေါ့နော်ကျွန်တော်တို့ internet မှာကျွန်တော်တို့ Google Play Store ရနေပြီးတော့ application down ပြီးတော့လည်းကျွန်တော်အသုံးပြုလို့ရမယ်ကွန်ပျူတာနဲ့အသုံးပြုလို့ရပါတယ် HDMI ပေါက်ပါတယ်ကျွန်တော်အပြင် speaker တီးခြားလဲချိတ်ပြီးတော့ကျွန်တော်တို့ကြည့်ကျင်တယ်ဆိုရင်လည်းရတယ်ကျွန်တော် memory stick နဲ့လည်းရတယ်ဖုန်းနဲ့လည်းချိတ်ပြီးအသုံးပြုလို့ရပါတယ်ခင်ဗျကျွန်တော်ဒီ projector လေးကိုကျွန်တော်ဈေးနှုန်းက2,900,900နဲ့ရောင်းပေးမှဖြစ်တယ်ကျွန်တော်ဒီထဲမှာကျွန်တော်လက်ဆောင်9000ကျော်ဖို့ဆိုတာဘာလို့ပါမလဲကျွန်တော်ပြပေးမယ်ခင်ဗျကျွန်တော်လက်ဆောင်က3ခုထည့်ပေးမှဖြစ်တယ်ပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ Bluetooth speaker ဖြစ်တယ်ဒီ Bluetooth speaker ကျွန်တော်လူတိုင်းတွေ့တာနဲ့ကြိုက်တယ်ပေါ့နော် transparent ဖြစ်တယ်အဲ့တော့လူတွေရဲ့အမြင်မှာလည်းအရင်အဆင်ပြေတယ်ကျွန်တော်တို့ Bluetooth speaker ကိုကျွန်တော်ချက်ဖွင့်ပြပေးလိုက်မယ်အမြန် speaker ရဲ့အတန်ကလည်းစလာနေဟောနေရတော့နော်ပြီးတော့ကျွန်တော် lighting လည်းပါမယ်ကျွန်တော်တို့နောက်တစ်ခုကတော့ mini desktop fan ဖြစ်တယ် mini desktop fan ပါမယ်ပြီးတော့နောက်နံပါတ်3လက်ဆောင်လေးကတော့ကျွန်တော်တို့ပို့ဆောင်ကအခမဲ့ဖြစ်တယ်ကျွန်တော်မြန်မာတနိုင်ငံလုံးကိုကျွန်တော်တို့အိမ်ရောက်ငွေချေပို့ပေးတယ်ပို့ဆောင်ကအခမဲ့နဲ့ပို့ပေးမယ်ဒီတော့ကျွန်တော်တို့ဒီ2,900,900ကတန်လားဆိုတော့တန်ပါတယ်ကျွန်တော်လူကြီးမင်းတို့ကိုတစ်ခုချင်းစီဈေးနှုန်းတွက်ပြပေးမယ်ကျွန်တော်ဒီ projector ကကျွန်တော်တို့လက်ရှိပေါ့နော်ပေါက်ဈေးအရာကျွန်တော်တစ်ခုချင်းဝယ်မယ်ဆိုရင်3သိန်းပတ်ဝန်းကျင်မှာရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ mini speaker ဒီ speaker လေးကကျွန်တော်ရဲ့ဗီဒီယိုမှာလည်းကြည့်လို့ရတယ်ကျွန်တော်ရောင်းဈေးကလည်း2,900,500ဖြစ်တယ်ပြီးတော့မြန်မာတနိုင်ငံလုံးမှာလည်းတခြားဥစ္စာကိုကြည့်မယ်ဆိုရင်3,000 နဲ့ 3,000အပေါ်မှာကြီးပဲဒါနောက်ကျွန်တော်ပို့ဆောင်ကအခမဲ့နဲ့ speaker တစ်ခုချင်းဝယ်ရင်လည်းပေးမှဖြစ်တယ်ပြီးတော့ဒါ2,900,500ပြီးတော့ကျွန်တော်ဒီ desktop fan ဒီ desktop fan ကကျွန်တော်တို့ power bank နဲ့ချိတ်ပြီးအသုံးပြုရမှာဖြစ်တယ်ကျွန်တော်ဟို direct သူ့မှာပါတဲ့ built-in battery တော့ပါတယ်ဒါပေမဲ့ built-in battery နဲ့သုံးရင်ကျွန်တော်တို့ခဏလေးပဲခံတယ်ဒီတော့ကျွန်တော် power bank နဲ့တွဲသုံးဖို့အကြံပြုချင်ပါတယ်ကျွန်တော်ဒီ desktop fan ကိုလည်းကျွန်တော်ရောင်းဈေးက2,000ဖြစ်တယ်ဒီတော့ဒီက2,000 speaker လေးက2,900,500အဲ့ဆိုရင်ကျွန်တော်တို့4,900,500ရှိပါပြီခင်ဗျကျွန်တော်တို့ Delhi ကားနဲ့ဆိုရင်ကျွန်တော်တို့9000ကျော်ဖို့တီတီကိုလူချင်းမင်းတို့ကိုလက်ဆောင်ပေးရပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ဒီ combo လေးက2,900,900နဲ့လူချင်းမင်းတို့ကိုကျွန်တော်ရောင်းချပေးမှာဖြစ်တယ် order တင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ Facebook page messenger မှာဖြစ်စေဒါမှမဟုတ်ကျွန်တော်တို့ TikTok ရဲ့ comment chat box မှာဖြစ်စေဖုန်းနံပါတ်3992238380ကိုဖြစ်စေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ